ပြီးခဲ့တဲ့ဘိုင်းမှာတော့ကျန်ရင်တော်ကြီးကဲနဲ့တိုက်ခတ်ပြီးမိုးကြိုးအိုးကိုရလာခဲ့တဲ့ပြင်ဝိဇာနဲ့တက်ရှင်လဲလဲလုံနိုင်ခဲ့ပါတယ်ဝိဇာနဲ့ပုံလမ်းညွန်တက်ကိုသုံးပြီးမိုးကြိုးစွမ်းရည်တွေကိုဆုပ်ယူနေရင်လက်လွန်သွားတာမို့မဖွင့်သေးတဲ့မိုးကြိုးဝိဇာနဲ့ပုံတွေကိုအားလုံးထက်အရင်စောပြီးရောက်လာခဲ့ပါတယ်အပိုင်းစားနေမီရဲ့ရတနာတစ်ခုကိုတွေ့ပြီးမို့ကောက်ယူလိုက်ရှင်တာရဲတကောင်ကိုစီးထားတဲ့ကျင့်ကြံသူတယောက်ကဝမ်းလင်ကြီးကရတနာကိုလာလူပါတယ်ဒီနေ့စိတ်ကြည်နေတာမလို့ရတနာကိုအသာတကြီးပေးမယ်ဆိုအသက်ချမ်းသာပေးမယ်ပြောတဲ့အခါဝမ်းလင်လည်းဝိဇာနဲ့ဝိညာဉ်တောင်းပါဝင်ရင်းစိတ်ရုပ်သေးရုံနဲ့တိုက်ခတ်ပေးလိုက်ပါတယ်ဒေါသထွက်သွားတဲ့ဒီလူလည်းလမ်းစဉ်အသွင်ပြောင်းလက်ဆိုးကြပန်းကိုထုတ်ပြီးတိုက်ခိုက်ပါတယ်။ဝမ်းလင်လည်းစိတ်ဝိညာဉ်ခဏရှုပ်ထွေးသွားပေမဲ့အရှင်မီပြန်လည်လှုပ်ထလာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့လမ်းစဉ်တွေးချင်းရှင်ပြန်ကြတဲ့အခါဝမ်းလင်ကသာသီရနေပြီးခွဲချကြဖို့ကိုပါအသုံးပြုလိုက်ပါတယ်။စက်ခုသုံးလုံးလက်တကုန်းနဲ့ရှုပ်ပြီးရှီလီကောကပဲအဆုံးသတ်ပေးလိုက်ပါတယ်။တိုက်ပွဲရဲ့လှုပ်ရှားမှုကမသေးတာမလို့ဒီနေရာမှာကြာကြာနေလို့မရတော့ပဲနောက်ထပ်နေရာတစ်ကိုရှာဖို့လိုလာပါတယ်။ဝိဇာနာပုံအပိုင်းစားနေမီရဲ့တောင်ကြားတနေရာမှာတော့ရှာဖွေသူ၄ယောက်ရှိနေပြီးဝိဇာနာငွေသက်ပါတဲ့တာမချက်တစ်ခုကိုရှုပ်ဖောက်နေကြပါတယ်။တာမချက်ပျက်စီးသွားတော့အပေါက်တစ်ခုပေါ်လာပြီးမို့အားလုံးကပြေးဝင်သားချိန်ထောင်ချောက်တစ်ခုဖြစ်နေခဲ့က၄ယောက်လုံးသိဆုံးသွားကြပါတယ်။ထောင်ချောက်ဆင်လာတဲ့သူတွေကတော့ကေဟုံးဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့သူ့ရဲ့ကျွန်ဖြစ်တဲ့လီယွမ်းဆိုတဲ့ကောင်လေးတစ်ယောက်တို့ဖြစ်ပါတယ်။တခင်မလေးမွေးထားတဲ့ကောင်းကင်တစီအစာအတွက်ဒီဝမ်းကတာမချက်တူတွေရှာပြီးထောင်ချောက်စဉ်ဖမ်းပေးရတာဖြစ်ပါတယ်။ချင်းညသူ၄ယောက်လုံးကသတင်းစားစင်းတွေဖြစ်တာမလို့အားမရပဲဒီဝမ်းကိုပြစ်တင်နေပါတယ်။သူတို့စကားပြောနေကြချိန်ဝမ်းလည်လာနေတာကိုတွေ့ပြီးတာမချက်စီရင်ကိုပြန်ချထားလိုက်ပါတယ်။တာမချက်ကိုလေ့လာကြည့်တော့ဝိဇာနဲ့စွမ်းရည်တမြင့်ပေါင်းနေတာကိုဝမ်းလည်သိပါတယ်။စွမ်းရည်တွေကထုတ်ယူလို့ရနေတာမလို့တာမချက်ကိုချတဲ့သူကအဲ့ဒီထူးရွံ့သူဖြစ်ပြီးဒီလိုအမှားမျိုးမရှိနိုင်ဘူးဆိုတာကိုဝမ်းလည်တန်တရားရှိသွားပါတယ်။အစီရင်တဲကနေစောင့်ကြည့်နေတဲ့ကေဟုံးလည်းစိတ်မရှိတော့ပဲအတန်ထွက်မိသွားတော့မလို့ဝမ်းလင်ကရေစားမိကဒီနေရာကနေထွက်သွားပါတယ်။ဝမ်းလင်ထွက်သွားတော့ဒေါသထွက်သွားတဲ့ကေဟုံးလည်းဒီဝမ်းရဲ့ကံကြမ္မာဝိညာဉ်ကိုဖိနှိပ်လိုက်ပြီးတမင်လုံးနေတာလားလို့ပြဿနာရှာပါတယ်။ကျင့်ညာစဉ်တူကြပေမဲ့လည်းကံကြမ္မာဝိညာဉ်ကိုပိုင်ဆိုင်ထားတဲ့ကေဟုံးပြောသမျှကိုဒီဝမ်းကလိုက်နာရပါတယ်။သူတို့နှစ်ယောက်ပြဿနာဖြစ်နေကြချိန်ဝမ်းလင်ပြန်ရောက်လာပြီးသူတို့ပေါ်နေတဲ့အစီရင်ကိုဖျက်ဆီးလိုက်ပါတယ်။ဒါကိုမြင်တော့သူတို့ပေါ်နေတဲ့နေရာကိုတော့အတိအကျသိနိုင်တဲ့ဝမ်းလင်ကတာမစ်ချက်တက်ကိုနားလဲတဲ့နေရာမှာသူ့ထက်မနေဘူးဆိုတာကိုဒီကျွမ်းသိသွားပါတယ်။ကေဟုံးကတော့ထပ်ပြီးသားတဲ့သားကောင်ပြန်လာရေးဆိုင်နေပြောပြီးဝမ်းလင်ကိုရေခဲမသိစတင်တိုက်ခိုက်ပါတယ်။ဝမ်းလင်ကချုပ်ထားလိုက်ပြီးဘာမှလုံးမရတော့တာမလို့ဒီကျွမ်းကပဲဇီးပန်းဆက်ရှင်ပွင့်တာမစ်ချက်နဲ့ကာကွယ်ပေးလိုက်ရပါတယ်။တာမစ်ချက်ကိုသိထားတဲ့ဝမ်းလင်လည်းပြန်လည်တိုက်ခိုက်လိုက်ချိန်မှာတော့တာမစ်ချက်ကိုဖျက်ဆီးနိုင်လိုက်တဲ့အပြင်ကေဟုံးနှစ်ထောင်ကြီးမွေးထားတဲ့ကောင်းကင်တစီကိုပါခွင့်ရှိကြပွင့်နဲ့တင်ယူလိုက်ပါတယ်။ကေဟုံးကိုတပ်ဖို့လုပ်နေချိန်ဒီကျွမ်းကပဲကာကွယ်ပေးတတ်ပြီးမိုးချုံဝိဇာနဲ့ပုံအတွင်းမှာတုံးဝက်နေရာတစ်ခုရှိကြောင်းနဲ့အဲ့မှာမူလရဲမြစ်စွမ်းရင်လက်နက်ရှိကြောင်းကိုပြောပြပါတယ်။အကြီးအကဲကိုလည်းကျွန်တော်တို့ခေါ်သွားလို့ရကြောင်းပြောပြီးရလာတဲ့ပစ္စည်းကိုတဝက်ပေးပါမယ်လို့ကမ်းလှမ်းပါတယ်။ကေဟုံးကတော့မျိုးနွယ်စုလိုဘတ်ချက်ကိုထုတ်ပြောလိုက်တာမလို့လီယွမ်းကိုစုနေပေမဲ့အရှင်တွေကိုနားလေတဲ့လီယွမ်းကတော့ဝမ်းလင်ကတာမန်ထပ်ပုံတန်းလိုက်ချင်းစင်မဟုတ်နိုင်ပဲတကယ်လို့သာဒီနေရာမှာတစ်ခုခုဖြစ်သွားမယ်ဆိုအိမ်တော်တခင်ပေးထားတဲ့တာဝန်နဲ့အကုန်ပြတ်ကုန်မယ်လို့ပြောပြလိုက်ပါတယ်။ဝမ်းလင်လည်းဒီရှင်တွေကိုကြည့်ပြီးဒီရွမ်းရဲ့ကံကြမ္မာဝိညာဉ်ကကေဟုံးရှိမှရှိနေတဲ့ဆိုတာကိုသိလိုက်ပါတယ်။ဒါပေမဲ့လည်းခုရှင်တွေကလီယွမ်းကထိချုပ်ခံရတဲ့သူနဲ့မတူပဲဇီးပန်းဆက်ရှစ်ဘွဲ့တာမစ်ချက်ကိုပါပိုင်ဆိုင်ထားတာမလို့တာမန်လူတယောက်မဟုတ်နိုင်ဘူးဆိုတာကိုဝမ်းလင်သိပါတယ်။မူလရင်းမြစ်လက်နက်မရနိုင်ဘူးဆိုရင်တော့ဒီတာမစ်ချက်ကိုရရင်ခီးကရှိနေမဖြစ်တာမလို့ဒီဝမ်းပြောတာကိုလက်ခံလိုက်ပါတယ်။စိတ်ချရဖို့တော့ကေဟုံးရဲ့ဝိညာဉ်တမြေကိုထုတ်ယူထားလိုက်ပါတယ်။၃ရက်ကြာသွားပြီးတဲ့နောက်မှာတော့အပိုင်းဆက်နေမီရဲ့အစွန်ဖျားကိုရောက်လာခဲ့ပါတယ်။အပျက်စီးတွေကိုကြည့်ရင်အရင်ကဝိဇာနာပုံမှာဘလောက်ပြည့်တဲ့တိုက်ပွဲဖြစ်ခဲ့တာလဲဆိုပြီးဝမ်းလည်စိတ်ဝင်စားနေပါတယ်။ကံမတစ်ခုကိုရောက်တော့၃ယောက်သားရလိုက်ကြပြီးဒီဘန်းကဒီနေရာအကြောင်းကိုပြောပြပါတယ်။လောကနေရာကိုသွားဖို့ဆိုမိုးချိုးရောင်ကြီးလောကိုမဖြစ်မနေဖျက်ရမှာဖြစ်ပြီးဒီနေရာကမိုးချိုးကခန္ဓာတက်စဉ်ရန်စစ်ကျင့်ကြံသူတွေတောင်တတိမထားမိရင်ခန္ဓာရောက်ဝိညာဉ်မှာပျက်စီးသွားနိုင်လောက်တဲ့အထိဆွမ်းအားကြီးပါတယ်။ဒါပေမဲ့လည်းကေရင်တော်ဘုံမီရတနာကဒီမိုးချိုးကိုကာကွယ်နိုင်တာမလို့ဝမ်းလင်ကိုစိတ်မပူဖို့အတွက်ပြောပါတယ်။အစီရင်ကိုကေဟုံးကထုတ်လိုက်ပြီးဒီရန်တက်ပြီးချင်းမှာပဲဝမ်းလင်ကိုထားခဲ့ကထွက်သွားပါတယ်။ဒီရန်ကတားပေမဲ့သူတို့ရဲ့မိုးချိုးတားမရှိရင်ဝမ်းလင်ရှေ့ဆက်သွားမရတော့မှာကိုသိသိချင်းလို့တမင်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီခါကျအကြောင်းပြပြီးစိတ်ဝင်တွေကိုပြန်ထောင်မှုရည်ရွယ်ထားပါတယ်။ဒါပေမဲ့လည်းမူလစွမ်းရည်အရင်မြက်ကမိုးချိုးဖြစ်နေတဲ့ဝမ်းလင်အတွက်တော့ဒီမိုးချိုးလောကမထိခိုက်စေနိုင်ပဲအေးစေးလက်လျှောက်သွားလို့ရနေပြန်ပါတယ်။ဒါကိုတိတော့လီယွမ်းလည်းဝမ်းလင်ကိုထင်ကြီးသွားပြီးသူ့ရဲ့ဂျန်စီတွေကိုဒီလူကကူညီပေးနေတော့တယ်လို့တွေးနေပါတယ်။မိုးချိုးတွေကြားမှာသွားလာရင်ငကားတကောင်ကိုတွေးလိုက်ရတော့အားလုံးကရလိုက်ကြပါတယ်။ဝမ်းလင်ကရှင်တွေကိုလေးလာကြည့်တော့ငကားကတက်ရှိမဟုတ်ပဲအဆင့်မြင့်တာမချက်တစ်ခုဖြစ်တာကိုသိလိုက်ရပါတယ်။ဒီရွမ်းလည်းတာမချက်ကိုဆန်းသက်ကြည့်တော့နိဗ္ဗာန်တတ်သိခြင်းအဆင့်ထက်မှာတော့ရှိနေနိုင်တဲ့လူတွေရောက်ရှာလာတဲ့တာမချက်ဆိုတာကိုသိလိုက်ရပါတယ်။ဝမ်းလင်ကတော့မိုးချိုးခန္ဓာရှိနေတာမလို့ရင်းမြစ်တူတဲ့ဆွမ်းအားချင်းချင်းကြောက်ဖို့မလိုပေမဲ့ကင်ဟုံးနဲ့လီယွမ်းကတော့တာမချက်ကိုခက်ခက်ခဲခဲရင်ဆိုင်နေရပါတယ်။ဝမ်းလင်လည်းကုမယ်ဆိုရပေမဲ့ဒီပန်းဆက်ရှိပွင့်တာမချက်ကိုတော့ပိုင်ဆိုင်ထားတဲ့လီယွမ်းမှာဖုံးဝဲထားတဲ့ຢာတွေရှိနေတာမလို့မကူသေးပဲစောင့်ကြည့်နေလိုက်ပါတယ်။ဒါကရဲ့ပါစတဲ့ဝါမျိုးခံရတော့မဲ့ဆဲဆဲမှာတော့လီယွမ်းရဲ့နောက်မှာစီရင်တစ်ခုပေါ်လာပြီးပူကလိုက်တာကိုဝမ်းလင်တွေးလိုက်ရပါတယ်။ဆွမ်းအားတွေຢာကြီးတိုးလာတဲ့လီယွမ်းလည်းဒါကပါစတဲ့ကနေလက်မတည်လေးပဲလွတ်လာခဲ့ပါတယ်။နောက်တစ်ခေါက်နဂါတိုက်ဖို့ပြေးဝင်လာချိန်မှာတော့အရှိန်ဒီမဟန်တော့တာကိုတီးလို့ဝမ်းလင်ကပဲကာကွယ်ပေးလိုက်ရပါတယ်။ကဲမီသားသူရဲ့မိုးချိုးသားချတနာကိုကေဟုံးတက်တောင်နားလည်နေတာမလို့လီယွမ်းကိုဝမ်းလင်ပို့ပြီးစိတ်ဝင်စားလာပါတယ်။လီယွမ်းလည်းကတင်ပေးတဲ့အတွက်ဝမ်းလင်ကိုကျေးဇူးတင်လိုက်ပြီးလိုအပ်နေမရှိရသေးကိုခရီးဆက်လာကြပါတယ်။လမ်းခရီးမှာတိတ်တိလုံးနဲ့ဓာငွေသက်တွေရှိနေတာကြောင့်မူမမနာကိုတတိထားမိပြီးဒါပဲနေရာလေးလို့လီယွမ်းကိုမေးပါတယ်။
ဒီရွမ်းလည်းမဖြေလို့မရတာမလို့ဝိဇ္ဇာနဲ့ပုံပျက်စီးစဉ်ကဝိဇ္ဇာနဲ့ပုံစစ်သူကြီးတယောက်ပြုတ်နိုင်ခဲ့တဲ့နေရာဖြစ်ကြောင်းကိုပြောပါတယ်။သူ့ရဲ့လက်ဆွဲတော်ဓာတ်နဲ့တိုက်ပွဲဝင်ရင်ဒီနေရာမှာပဲတည်ဆုံသွားခဲ့ကဒါကတော့တောင်ပြပြောင်းသွားကြောင်းကိုရှင်းပြပါတယ်။ဒါကိုကြတော့တခုခုထူးဆန်းနေတယ်ဆိုတာကိုဝမ်းနဲ့သတိထားမိပါတယ်။လူဝနယ်မြေကိုရောက်လာတော့ဒီရွမ်းကထူးဆန်းစွာပြောင်းလဲသွားပြီးတခြားတစ်ယောက်လိုဖြစ်လာတယ်ဆိုတာကိုကေဟုံရောက်ဝမ်းလိုက်မှသိလိုက်ပါတယ်။ကေဟုံကမိုးကြိုးဓာတ်နဲ့ချိန်ပြီးဘသူလဲမေးတဲ့အခါဒီမီသားသူ38ဇက်မြောက်တရားဝင်မွေးဆက်ကသူဖြစ်ကြောင်းကိုပြောပါတယ်။လွန်ခဲ့တဲ့နှစ်3-3လောက်ကဒီနေရာမှာသူတို့မျိုးနွယ်သူပိုးပြီးရှင်းရောက်ကျွန်းရှိတ်သိက်ခတ်တာကိုခံလိုက်ရပြီးဒီမျိုးနွယ်သူရဲ့သွေးမျိုးဆက်ခါကြောက်သွားခဲ့ရတာဖြစ်ပါတယ်။မိုးကြိုးဓာတ်ဆိုတာကလည်းကျွန်းရှိတ်သိက်ကိုဖျက်ဖို့အတွက်ဒီမျိုးနွယ်သူကပဲတည်တတ်သူလုပ်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်1000ခန့်ကဒီမျိုးနွယ်စုရဲ့ကြီးကဲတယောက်ဓာတ်ကိုယူလာပြီးဒီနေရာမှာရှိတ်သိက်ကိုဖျက်ဆီးဖို့လုပ်နေချိန်ကဲမီသားစုရဲ့ကြီးကဲကဲရင်ဖုံးရောက်လာပြီးအကြီးကဲကိုတပ်ဖြတ်ခါဓာတ်ကိုယူသားခဲ့တာဖြစ်ပါတယ်။ကဲဟုံးလည်းတက်ခံရတော့မှကြောက်လို့ဒီရွမ်းရဲ့ကညမဝင်းညကိုထုတ်ပေမဲ့ထုံမရဖြစ်နေပါတယ်ဒီမျိုးနွယ်စုဘိုးဘေးကကျွန်းရှိတ်သိက်ခတ်ခံရပေမဲ့ဒီနေရာရဲ့အကြောင်းကိုတော့ပြေဝနားလည်ခဲ့ပါတယ်ဒီနယ်မြေကတမ်းမချက်မှန်သမျှကိုဖျက်ဆီးနေသွားရှိတာမလို့ကညမဝင်းညကိုလည်းအသာတကြီးပြန်လို့ရနိုင်ပါတယ်ကျွန်းတယောက်အနေနဲ့အမျိုးမျိုးသောခက်ခဲတွေကိုတီးခံပြီးကဲရင်တော်ကြီးကဲကိုပုံရိပ်ရောင်နှလုံးတမ်းချက်တွေချကသူသမီးကိုကာကွယ်ဖို့အတွက်ဒီတောင်ဝင်ပေးအောင်ကြံစီခဲ့တာဖြစ်ပါတယ်ဒါကိုကြတော့ကေဟုံးလည်းစောတဲ့ကသူတို့ကဲမိသားစုကိုလည်းနေခဲ့တယ်ဆိုတာကိုသိသွားပါတယ်ဒီနေရာမှာမိုးကြိုးဓာတ်ကိုသုံးပြီးကျွန်းတသိက်ကိုဖျက်ခါပြောင်းလဲချက်မဲစွာတက်ထောင်ကြီးဆောင်ဆိုင်နေခဲ့ရတဲ့ဘိုးဘေးရဲ့ဝိညာဉ်ကိုမင်းရဲ့သွေးနဲ့ပူဇော်မယ်လို့ပြောလိုက်ပြီးဝမ်းလင်ဘက်ကိုလည်းလှည့်ကြည့်လာပါတယ်ဒါကတော့မတာတပါးကြီးကိုပိုင်လန်းစဉ်အပိုင်း140ကိုဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်